အာမန်ဆာရူဂျန်နဲ့ကြတော့အီလီယာတူပူရီယာကိုတဲ့ဘာလို့ပွဲမတည်ပြရလဲတဲ့အာမန်ဆာရူဂျန်ကိုနိုင်ရင်တဲ့အီလီယာတူပူရီယာကောင်းတာကိုလက်ခံရမယ်တဲ့โอเคဘရာသာပြောမှန်တယ်ဟုတ်တယ်အဲ့ဒါတစ်ချက်ကတော့လက်ခံတယ်ဟဲ့ဒါပေမဲ့အီလီယာတူပူရီယာအာမန်ဆာရူဂျန်ကိုထိုးဖို့ညင်းတာမဟုတ်ဘူးအီလီယာတူပူရီယာကြိုက်တဲ့ကောင်လာခဲ့ထိုးရအဆင်သင့်ပဲဒါပေမဲ့ကျွန်တော်အာမန်ဆာရူဂျန်ကိုမပြီးတာကဥက္ကဋ္ဌတင်နာဝဲကပွင့်ပြီးတာစိတ်ဆိုးနေလို့ပေါ့နော်စိတ်ဆိုးတာလဲကျွန်တော်ဒန်ဟော့ကာနဲ့ပွဲတော့လဲဒန်ဟော့ကာကိုကျွန်တော်ဒီမျက်နှာကိုခေါင်းနဲ့တိုက်လိုက်တာလည်းပါတယ်ပြီးတော့ကျွန်တော်ပြိသက်နဲ့ရန်ဖြစ်တာလည်းပါတယ်ပြောမလို့ဆိုရင်ကျွန်တော်ဒီအာမန်ဆာရူဂျန်ကတကယ်လူကကောင်းရသားပဲနဲ့ဒီဒေါသထွက်သွားတာပေါ့နော်သူ့ရဲ့ဒေါသကိုစိတ်မထိန်နိုင်တဲ့အတွက်တခုပြီးတခုပြိသက်နဲ့ပြဿနာဖြစ်လိုက်ကျွန်တော်ဒီဥက္ကဋ္ဌဒေနာဝိုင်းနဲ့ပြဿနာတက်လိုက်နေအဲ့လိုမျိုးကြောင့်ဥက္ကဋ္ဌဒေနာဝိုင်းကဒီတနစ်တီပွဲမပေးတော့ဘူးဆိုပြီးတော့ချန်ပီယံခပတ်စိန်ကုန်မပေးတော့ဘူးဆိုပြီးတော့ဒါစိတ်ဆိုးပြီးတော့ပြစ်ထားတာသူက ranking test တော့ကျွန်တော်မကြခင်လဲဒါအီလီယာတူပူရီယာနဲ့တွေးရမှာပေါ့နော်ခုလက်ရှိမှာကျွန်တော်အီလီယာတူပူရီယာကကြိတ်တဲ့ဖိုင်တာကလာခဲ့ဒါပေမဲ့အီလီယာတူပူရီယာအဓိကထိုးခြင်းဆိုဖိုင်တာကအစ္စလမ်မာကချက်ပဲအစ္စလမ်မာကချက်မှာမထိုးရသေးရင်တော့သူကအစ္စလမ်မာကချက်ဝေသာဝိတ်တက်မကလည်းမီဒယ်ဝိတ်တက်နေသူကလိုက်တက်ဖို့ရအစင်းသင့်ပဲပေါ့နော်